ကဲဒီနေ့ဘတ်အကြောင်းနည်းနည်းလေးပြောခြင်းတယ်နော်ပြောပြမယ်ဘာဘတ်တွေလဲဆိုရှင်တော့ transitive verb ကံလိုက်တဲ့ကိရိယာနဲ့ intransitive verb ကံမလိုက်တဲ့ကိရိယာနောက်ပြီးတော့ intransitive verb ဆိုပြီးတော့ကံနှလုံးလိုက်တဲ့ကိရိယာတွေကိုပြောပြမယ် okay နံပါတ်1ကိုကြည့်အောင်ဒီနေရာမှာ intransitive verb ဆိုတာကကံနှလုံးလိုက်တဲ့ကိရိယာကံနှလုံးဆိုတာကdirect object ရှိမယ် indirect object ရှိမယ် direct object ဆိုတာကတိုက်ရိုက်ကံကိုပြောတာပါ indirect object ဆိုတာကဘာလို့ပါလဲဆိုတော့တဆင့်ခံကံကိုပြောတာပါဟုတ်ပြီနော် okay နောက်ပြီးတော့အောက်မှာကြည့်ရမယ်ကြည့်ပြီးတော့ရှင်းပြလိုက်မယ်နော် okay he goes သူသွားတယ်တဲ့ he the subject goes the intransitive verb ကံမလို့တဲ့ကိရိယာဟုတ်နော်goes နေရာမှာ he walks သူသွားတယ် he comes သူလာတယ်ဒါသည် intransitive verb ကံမလိုက်တဲ့ကိရိယာကံမလို့တဲ့ကိရိယာကိုပြောတာပါကိနောက်တစ်ခုသွားမယ် I ate a banana every night ကျွန်တော်ညတိုင်းမပြောသည့်တစ်လုံးစားတယ်တဲ့ဒါဆိုရှင်တော့ I the subject ate the but ဘာမှလဲဆိုရှင်တော့ transitive verb ကံလို့တဲ့ကိရိယာကံလိုက်တဲ့ကိရိယာဘာကံလိုက်တာလဲဆို a banana ငါပြောသည့်တစ်လုံးစားတယ် a banana သည် direct object တဲ့မဲ့ကံတိုက်ရိုက်ကံဟုတ်ပြီနော်လိုက်တယ်ဒါကြောင့် every night ညတိုင်း okay I ate a banana every night ညတိုင်းကျွန်တော်ငါပြောသည့်တစ်လုံးစားတယ်ဒါဆိုရှင်တော့ transitive verb ကံလိုက်တဲ့ကိရိယာကံတစ်လုံးပေါ့နော် okay နောက်တစ်ခု my parents bought a car for me လာပြီmy parents subject bought ဝယ်တယ်ကိရိယာဘာကိရိယာလဲဆိုတော့ intransitive verb နောက်မှာပါလိုက်တာလဲ a car direct object me indirect object ဒီနေရာမှာ direct object ကရှေ့မှာရေးတယ် indirect object ကနောက်မှာရေးတယ်ဆိုရှင်တော့သူ့ကြားထဲမှာ do လိုက်တယ်ဆို do ခံပေးရတယ် for လိုက်တယ်ဆို for ခံပေးရတယ်ဒီနေရာမှာက for ခံပေးတယ် for လိုက်တဲ့ကိရိယာဖြစ်တဲ့အတွက်ကြောင့် my parent bought a car for me ကျွန်တော်မိဘကကျွန်တော်အတွက်ကားတစ်စီးဝယ်ပေးတယ်မရေးချင်ဘူး my parents bought me a car အဲ့ကြတော့ do မလို့တော့ပါဘူး for မလို့တော့ပါဘူး indirect object ကရှေ့မှာရေးတယ် direct object ကနောက်မှာရေးတယ်ဆိုလို့ရှိရင် do ဒါမှမဟုတ် for လိုက်စရာမလိုတော့ပါဘူးနားလည်ပြီနော် okay နောက်တစ်ခုကြည့်အောင် we accord our teacher great respect we the subject accord the verb ဒီနေရာမှာဘာလဲဆိုတော့ intransitive verb ကံနှလုံးလိုက်တဲ့ကိရိယာ our teacher indirect object great respect the direct object အဲကြောင့် our teacher လို့ဆိုတဲ့ our teacher လို့ဆိုတဲ့ direct object ကရှေ့မှာလိုက်တဲ့ great respect ဆိုတဲ့ indirect object ကour teacher လို့ဆိုတဲ့ indirect object ကရှေ့မှာလိုက်တဲ့ great respect ဆိုတဲ့ direct object ကနောက်မှာလိုက်တဲ့အတွက်ကြောင့် for လိုက်စရာမလိုဘူးဟုတ်ပြီနော် do for လိုက်စရာမလိုပါအကေလိုက်ချင်တယ်ဆိုရှင်တော့ we accord our teacher မရေးပဲနဲ့ we accord great respect to our teacher အဲ့လိုရေးပြရတယ်တဘောပေါက်တယ်နော်ကျွန်တော်တခုသွားမယ် I advise him the money ဒီမှာလည်းပဲ I the subject advance the verb ဘာပါလဲဆိုတော့ intransitive verb him indirect object the many direct object him ဆိုတဲ့ indirect object ကအရင်ရေးတယ် the many ဆိုတဲ့ direct object ကနောက်မှာရေးတဲ့အတွက်ကြောင့်သူ့ကြားထဲမှာ do ဒါမှမဟုတ် for လိုက်စရာမလိုဘူးလိုက်ချင်တယ်ဆိုလို့ရှင်တော့ I advance the money to him ငါကသူ့ကိုကြိုတင်ငွေပေးတယ်ဒါကိုပြောတာဟုတ်ပြီနော်သဘောပေါက်နော် okay နောက်တစ်ခုသွားကြည့်အောင် the president award fast breaks to me ဟုတ်နော် the president ဆိုတဲ့သမ္မတက award ချီးမြှင့်ပေးတယ် fast break ပထမဆု to me ကျွန်တော်ကိုဟုတ်နော် okay the president the subject award the verb ဘာပါလဲဆိုတော့ intransitive verb fast break the direct object me the indirect object ဒါကြောင့် fast break ဖြစ်တဲ့ direct object ကိုအရင်ရေးတယ်
me လို့ခေါ်တဲ့ indirect object ကိုနောက်မှာရေးတဲ့အတွက်ကြောင့်သူကြားထဲမှာ do လိုက်ပါတယ် The president award first prize to me သမရကကျွန်တော်ကိုပထမဆုချီးမြှင့်တယ်။ဟုတ်နော်။ကျွန်တော်တခု He dealt me for cast deal D A L D A L D deal D A L ကပါလေ deal ဆိုတာကဘဝန်ဖဲဝေတာပေါ့နော်ဖဲရိုက်တဲ့ခါကျတော့ဖဲဝေတယ်ဆိုရှင်တော့ dealt ပတ်တူတော့က D E A L T dealt ဟုတ်နော် He dealt me for cast သူငါ့ကိုဖဲလေးချက်ဝေပေးတယ်တဲ့ဒီနေရာမှာ he the subject dealt the intransitive verb me the indirect object forecast the direct object ဒီနောက်ကြောင့် me ဆိုတဲ့ indirect object ကအရင်ရေးတယ် forecast လို့ခေါ်တဲ့ဖဲအချက်ကိုနောက်မှာရေးတဲ့ direct object ကနောက်မှာရေးတဲ့အတွက်ကြောင့်သူကြားထဲမှာ to for လိုက်လို့မရပါအခုလိုက်ချင်တယ်ဆိုလို့ရှင်တော့ he dealt forecast to me လို့ရေးပေးပါ okay နောက်တစ်ခု I feed some meat to my dogs I the subject feed the verb ဘာပါလဲဆိုတော့ intransitive verb okay some meat the direct object my dogs the indirect object ဒါကြောင့် some meat လို့ဆိုတဲ့ indirect object အရင်ရေးတဲ့အတွက်ကြောင့်သူ my dog နဲ့ some meat ကြားထဲမှာပါလိုက်မှလဲဆိုတူလိုက်တယ်အကဲတူဖြုတ်ခြင်းနဲ့ဆိုရှင်တော့ I feed my dog some meat အဲ့လိုရေးလို့ရပါတယ်ဒီနောက်တစ်ခု He forwarded his manager email to me he subject forward ပါလေ verb intransitive verb his manager email ဘယ်သူရဲ့ email လဲသူ့ manager ရဲ့ email to me ငါစီကိုဟုတ်ပြီနော်ဒါဆိုရှင်တော့ his manager email the direct object me the indirect object direct object ကိုအရင်ရေးတဲ့အတွက်ကြောင့် me နဲ့ direct object ကြားထဲမှာတူလိုက်တယ် he forward his manager email to me တူဖြုတ်မယ် he forward me his manager email ဟုတ်ပြီနော်ခေနောက်ဆုံးတစ်ခုကြည့်အောင် my aunt gave me pocket money ကျွန်တော်အတော်ကကျွန်တော်ကိုမုံဖို့ပေးတယ် my aunt the subject gave the intransitive verb me the indirect object pocket money the direct object ဒါကြောင့် pocket money ဆိုတဲ့ direct object ကနောက်မှာရေးတယ် me လို့ဆိုတဲ့ object pronoun ကရှေ့မှာအရင်ရေးတဲ့အတွက်ကြောင့်သူကြားထဲမှာ do ဒါမှမဟုတ် for မလိုက်တာဟုတ်ပြီနော်အဲ့တော့ကဲပြန်လာကြမှာ he goes I ate a banana every night my parents bought a car for me we accord our teacher great respect I advance him the money the president award first prize to me he dealt me forecast I feed some meat to my dogs he forwards his manager email to me my aunt give me pocket money thank you so much see you soon